မင်္ဂလာပါဗျာကျွန်တော်ဒီနေ့အလက်တကူမြင်းခွာရက်တောင်းနီလေးတောက်စားကြမှာဖြစ်ပါတယ်ဗျာအရင်ဆုံးမြင်းခွာရက်လေးကိုကျွန်တော်တို့ရေနဲ့ဆေးပေးပါမယ်ဗျာရေနဲ့ဆေးပြီးတော့ကျွန်တော်တို့မြင်းခွာရက်လေးကိုဆလောင်လေးနဲ့ထည့်ပေးပါမယ်ဗျာပြီးတော့ကျွန်တော်တို့ကြက်သွန်နီလေးကိုပပလေးကျွန်တော်တို့လှီးထားပေးပါမယ်ဗျာတမယာတိတလောင်းကိုကျွန်တော်တို့နှချမ်းလှီးပေးထားပါမယ်ဗျာတမယာတိနှချမ်းလှီးပြီးတော့ကျွန်တော်တို့မြင်းခွာရက်လေးကိုကိုစိတ်ကြိုက်လိုတလောက်ကြီးကြီးလေးလှီးပေးထားပါမယ်ဗျာလီးထားတဲ့မြင်းခွာရက်လေးကိုကျွန်တော်တို့ဆလောင်နဲ့ထည့်ပေးပါမယ်ဗျာပြီးတော့ကြက်သွန်နီလေးထည့်ပါမယ်ပစုံ6000လေးထည့်ပါမယ်ဗျာထောင်းထားတဲ့မြေပဲလေးထည့်ပါမယ်ဗျာအချုံမောက်လေးထည့်ပေးပါမယ်ဗျာပဲမောက်လေးနည်းနည်းထည့်ပါမယ်တရားထည့်မယ်ငရုတ်တရကြက်မောက်ထည့်မယ်ငမြရည်လေးထည့်ပေးပါမယ်တသားမောက်လေးနည်းနည်းထည့်ပါမယ်ဗျာပစ္စည်းလေးတွေကျွန်တော်တို့အကောင်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမျိုးလက်လေးနဲ့ဖြည်းဖြည်းလေးမှုေပေးပါမယ်ဗျာခဏကကျွန်တော်တို့မှုေထားတဲ့မြင်းခွာရက်တောက်လေးကိုပကံထဲမှာထည့်ပေးပါမယ်ဗျာနောက်ဆောင်တော့ကျွန်တော်တို့တမယာတိနဲ့ငယ်ညှိထည့်ပေးပါမယ်ဗျာပြီးတော့ကျွန်တော်တို့သမီးလေးနဲ့သွေးစားလို့ရပါပြီဗျာစောင့်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ